ဒီနေ့မှာတော့ဒီ comment pension လေးကိုလာပြီးတော့ reply ပြန်ပေးချင်ပါတယ်သူကဗာမေးထားတာလဲဆိုတော့ TikTok မှာအရင်တုန်းက live လွှင့်နေအခုအချိန်မှာ live လွှင့်လို့မရဘဲနဲ့ STEM ဆိုတဲ့ခလုတ်ကလေးပေါ်လာပြီးတော့ live လွှင့်တဲ့ခလုတ်ကလည်းပျောက်သွားတယ်ဒါပေမဲ့အရင်တုန်းကကျတော့ live လွှင့်လို့ရတယ်အခုလွှင့်လို့မရဘူးနောက်ထပ်နံပါတ်တစ်ချက်ကကြတော့သူကနေပြီးတော့အသက်ကလည်း18နှစ်ပြည့်ပြီဘာကြောင့်လွှင့်လို့မရတာလဲဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ TikTok မှာ live လွှင့်တော့မယ်ဆိုလို့ရှိရင်သူ့မှာစီကန်းချက်2ချက်ရှိတယ်နံပါတ်1တစ်ချက်အနေနဲ့ကိုက18နှစ်ပြည့်ရမယ်ပေါ့နော်18နှစ်ပြည့်တဲ့သူဖြစ်ရမယ်တကယ်လို့ကိုကနေပြီးတော့ကိုရဲ့အကောက်ကိုဖွင့်တဲ့အခါမှာသွားပြီးတော့တစ်ချက်လောက်စစ်ကြည့်လိုက်ပါမွေးနေ့တွေပါဒီမှာပေါ့နော်အဲ့ဒီမှာ18နှစ်ပြည့်လားဆိုတာကိုတစ်ချက်လောက်သွားပြီးတော့စစ်ကြည့်လိုက်ပါတကယ်လို့18နှစ်ပြည့်ပြီဆိုလို့ရှိရင်နောက်ထပ်နံပါတ်1တစ်ချက်ကိုလာပြီးတော့မျှော်ပြီးတော့မယ်နောက်ထပ်နံပါတ်2တစ်ချက်ကဘာလဲဆိုတော့ STEM ဆိုတဲ့ခလုတ်မှာအဲ့ဒီခလုတ်ကိုကနေပြီးတော့ဖွင့်မိတာပေါ့နော်ဖွင့်မိတဲ့အခါမှာဆိုလို့ရှိရင် live လွှင့်လို့ရမှာအဲ့ဒီ STEM ခလုတ်ကိုဖွင့်မိတယ်ဆိုလို့ရှိရင်တော့ပိတ်လိုက်ပါဒါဆိုလို့ရှိရင်တော့ live လွှင့်လို့ရမှာဖြစ်ပါတယ်ဒါကတော့နံပါတ်2တစ်ချက်ဖြစ်ပါတယ်နောက်ထပ်နံပါတ်3တစ်ချက်ကဘာလဲဆိုတော့ကိုကနေပြီးတော့ TikTok မှာ live လွှင့်တဲ့အခါမှာကြည့်ရှုတဲ့သူစီကိုမရောက်တာပြီးလို့ရှိရင်တချို့ဆိုရင်အမြင်ပိုင်းတွေအပိတ်ခံထိတာဘာကြောင့်လဲဆိုလို့ရှိရင်ကိုရဲ့ live လွှင့်တဲ့အထည်ထဲမှာကိုကဥပမာမူရစ်စေးဝါးတွေအကြမ်းဖက်တဲ့ပုံစံတွေ TikTok ရဲ့စီကန်းဆက်တွေနဲ့မကိုက်ညီတဲ့စကားလုံးတွေပေါ့နော်အဲ့ဒီလိုမျိုးတွေမူရစ်စေးဝါးတွေဒီလိုမျိုးတွေပုံတွေပါတာတို့ပြောနေတဲ့စကားလုံးတွေပါတာတို့ဆိုလို့ရှိရင်သူကတခါတည်းနဲ့ကိုအမြင်ပိုင်းအပိတ်ခံထိပြီးတော့အဲ့ဒီ live ကိုကြည့်ရှုတဲ့သူတွေစီကိုပို့ပေးမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုက TikTok မှာ live လွှင့်လို့မရတာဒီအချက်တွေနဲ့ညှိနေလားဆိုတာကိုသွားပြီးတော့သုံးသပ်လိုက်ပါနံပါတ်1တစ်ချက်အနေနဲ့ကိုကအသက်18နှစ်ပြည့်လားဆိုတာကိုမွေးနေ့မှာသွားပြီးတော့စစ်ပေးပါနောက်တဲ့နံပါတ်1တစ်ချက်ကကြတော့ကိုက STEM ဆိုတဲ့ခလုတ်မှာ STEM ဆိုတဲ့ခလုံးမှာ Digital Robin ဆိုတဲ့ခလုတ်ကိုသွားပြီးတော့ရင်ဖွင့်နေမယ်ဆိုလို့ရှိရင်လည်း live လွှင့်လို့ရမှာမဟုတ်ပါဘူးဒါကတော့နံပါတ်2တစ်ချက်ဖြစ်ပါတယ်နောက်ထပ်နံပါတ်3တစ်ချက်ကကြတော့ကို live လွှင့်တဲ့စကားလုံးတိုင်းမှာကျန်တဲ့စကားလုံးတွေမူရစေးဝါပုံတွေဒီလိုမျိုးတွေပါအကျန်းဖက်တဲ့ပုံတွေဒီလိုမျိုးတွေပါနေတယ်ဆိုလို့ရှိရင်လည်း live လွှင့်လို့ရမှာမဟုတ်ပါဘူးနောက်ထပ်နံပါတ်4တစ်ချက်ကကြတော့ကိုကနေပြီးတော့ mobile data ပေါ့နော်ကိုရဲ့ကိုသုံးနေတဲ့ internet line ကိုလည်းတစ်ချက်လောက်ကြည့်ပေးပါဒါဆိုလို့ရှိရင်တော့ကိုဘာကြောင့် live လွှင့်လို့မရတာလဲဆိုတဲ့အချက်တွေကိုကိုယ်တိုင်ကသိရှိရမှာဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်